လူတော်တော်များများကခရစ္စတိုဖာကိုလမ်ဘတ်ကိုအမေရိကတိုက်ကိုစတင်တွေ့ရှိခဲ့တဲ့သူလို့သိထားကြပါတယ်။တကယ်တမ်းမှာတော့သူ့ထက်နှစ်ပေါင်း900လောက်စောပြီးအမေရိကတိုက်ကိုတွေ့ရှိခဲ့တဲ့သူရှိတယ်လို့ပြောရင်သင်တို့ယုံနိုင်ကြပါမလား။ဟုတ်ပါတယ်ကိုလမ်ဘတ်တက်စောပြီးတွေ့ရှိခဲ့တဲ့သူရှိပါတယ်။သူ့နာမည်ကတော့ Lee Efferson ပါ။သူကအိုက်စလန်က Viking လူမျိုးတူပဲဖြစ်ပြီးတော့ကျွန်တော်အရင်ရှေ့ပိုင်းမှာသင်ခဲ့တဲ့ Greenland ကျောင်းမှာပါတဲ့ Eric Thread ရဲ့သားလည်းဖြစ်ပါတယ်။ခရစ်နဲ့1000ဝန်းကျင်လောက်မှာတခြားသင်္ဘောသားတယောက်စီကနေထူးဆန်းတဲ့နယ်မြေတစ်ကြောင်ကြားသိခဲ့ရပြီးတဲ့နောက်လီဖ်ဟာသူ့ရဲ့နောက်လိုက်တွေနဲ့သူနောက်ဘက်ကိုစတင်ခီးထွက်လာခဲ့ပါတယ်။ရတရပေါင်းများစွာပင်လယ်ပြင်မှာဖြတ်တန်းလာပြီးတဲ့နောက်မှာတော့သူတို့ဟာကုန်းမြင့်တစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်။လီဖ်ဟာအဲ့ဒီနေရာကိုကြောက်ပြားမြေလို့အဓိပ္ပာယ်ရတဲ့ဟဲလူလန်လို့အမည်ပေးခဲ့ပါတယ်။သမိုင်းပညာရှင်တွေကတော့ဒီနေ့ခေတ်ကနေဒါနိုင်ငံရဲ့ဘက်ဖက်အိုက်လန်ဖြစ်နိုင်တယ်လို့ယူဆထားကြပါတယ်။လီဖ်ကဒီလောက်နဲ့မရက်သေးပဲတောင်ဘက်ကိုခီးဆက်လက်ထွက်ခဲ့တာကြောင့်တစ်တော်တွေထူထပ်တဲ့နေရာတစ်ခုကိုတွေ့ရှိခဲ့ပြန်ပါတယ်။သူကဒီနေရာကိုတစ်ပင်တွေပေါ်များတဲ့မက်ကလန်လို့အမည်ပေးလိုက်ပါတယ်။ဒါပေမဲ့ဒီထပ်ပိုပြီးထူးခြားတဲ့အရာတစ်ခုကိုလီတို့ဖွဲ့ရှာပြီးတွေ့ရှိခဲ့ပါသေးတယ်။အဲ့ဒါကတော့တောစပစ်သီးတွေနဲ့ဆယ်လ်မွန်ငါးတွေပေါ်များပြီးစိမ့်လန်းဆိုပြေတဲ့နယ်မြေတစ်ခုပါ။သူကအဲ့ဒီနေရာကိုဗင်လန်လို့အမည်ပေးခဲ့ပြီးတော့ဒီနေ့ခေတ်မှာတော့ကနေဒါနိုင်ငံနယူးဖောင်းလန်းဒေသလို့ယုံကြည်ထားကြပါတယ်။ဒီနေရာမှာလီတို့ဟာတစ်လုံးအိမ်လေးတွေစောက်ပြီးစောင်းရသည်ကိုဖျက်ဆီးခဲ့ကြပါတယ်။ဒါဟာအမေရိကတိုက်ပေါ်ပထမဆုံးခြေချခဲ့တဲ့ဥရောပတိုက်သားဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ဒါဆိုရင်မေးစရာရှိတာကဖိုင်ကင်းတွေလှည့်တုန်းကလူတွေကမသိကြဘဲနဲ့ကိုလမ်ဘတ်လှည့်ချက်မှာလူတွေကဘာလို့သိရှိသွားကြရတာလဲ။ဖိုင်ကင်းတွေစတင်တွေ့ရှိခဲ့တဲ့ချိန်ကခရစ်နှစ်1000ဝန်းကျင်ဖြစ်ပြီးတော့ကိုလမ်ဘတ်တွေ့ရှိခဲ့တဲ့ချိန်က1492ခုနှစ်ပါ။ဂျားမှာအချိန်ကာလအဖြစ်နှစ်ပေါင်း900နီးပါးလောက်ကွာဟပါတယ်။ဒီချိန်ပမာဏဟာကမ္ဘာလူယဉ်ကျေးမှုကွာဟဖို့လုံလောက်တဲ့ချိန်ပမာဏပါဆိုလိုချင်တာကတော့သတင်းအချက်လက်မျှဝေမှုပါဖိုင်ကင်းတွေကမြောက်ဘက်ပိုင်းမှာပဲကျင်လည်ကြပြီးတော့ဥရောပမိန်းလန်းနဲ့ဆက်သွယ်သိမ်းမလုပ်ခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်1492ခုနှစ်ရောက်မှသာစပိန်ဘီယန်မရဲ့ထောက်ပံ့မှုနဲ့ကိုလမ်ဘတ်ဟာအမေရိကတိုက်ကိုစတင်တွေ့ရှိခဲ့ပါတယ်အဲ့ဒီချိန်မှသာဥရောပတိုက်ကစလို့တစ်ကမ္ဘာလုံးအမေရိကတိုက်ရှိကြောင်းသိရှိသွားကြပါတယ်ဒါကြောင့်ကိုလမ်ဘတ်ဟာအမေရိကတိုက်ကိုအိန္ဒိယတိုက်လို့အထင်မှားပြီးတော့ဒေသခံတိုင်းရင်းသားတွေတောင်မှအိန္ဒိယလို့အမည်ပေးခဲ့ပါသေးတယ်။အမေရိကတိုက်ကိုဖိုင်ကင်းတွေစတင်တွေ့ရှိခဲ့တဲ့အကြောင်းကိုတော့ဒီနေ့ခေတ်မှာသာပညာရှင်တွေကြောင့်သိရှိခဲ့ကြတာပါ။1960ပြည့်နှစ်မှာရှေးအောင်သုတေသနပညာရှင်တွေကကနေဒါနိုင်ငံနယူးဖောင်းလန်းပြည်နယ်မှာဖိုင်ကင်းတွေနေထိုင်ခဲ့တဲ့ရွာရဲ့အကျွင်းကျန်စိတ်ပိုင်းတွေကိုတွေ့ရှိခဲ့ကြပါတယ်။ဖိုင်ကင်းတွေကပထမဆုံးစတင်တွေ့ရှိခဲ့တဲ့သူတွေဆိုပေမဲ့အခြေတကျမနေထိုင်ခဲ့တဲ့အကြောင်းရင်းကတော့ဒေသခံတွေနဲ့တိုက်ပွဲဖြစ်တာရာသီဥတုကြမ်းတမ်းတဲ့အချက်တွေကြောင့်ကြာကြီးမနေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်တဲ့ထင်မြင်ချက်တွေကို comment ပေါက်မှာမှတ်ချက်ပေးသွားနိုင်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like